Okay အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဒါကျွန်တော်ဒုတိယမြောက်ထပ်ပြီးတော့ဝယ်လိုက်တဲ့ 4K monitor ကို unboxing လုပ်မှာဖြစ်ပါတယ်ကျွန်တော်ပထမဝယ်ထားတဲ့ monitor ကိုတော့ကျွန်တော်နဲ့အဆင်မပြေလို့ပြန်ပြီးတော့ရောင်းထုတ်လိုက်ပါပြီဘယ်လိုလဲအဆင်မပြေလဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဗီဒီယိုလေးနောက်မှာဆက်ပြီးတော့ရှင်းပြပေးပါမယ်အခုလောလောဆယ်တော့ unboxing လုပ်လိုက်ပါအောင်မယ်တော့အောက်ဆုံးလို့လည်းပြီးပြီဆိုတော့ဒါ monitor နောက်ခုကိုချိန်ကြည့်ရခါမှာဒါဒီဘက်ကတော့ဒါကျွန်တော်ရဲ့ 2K 100Hz ပေါ့နော် monitor ဖြစ်ပြီးတော့အခုဒီဘက်ကတော့အခုအသစ်ဝယ်လိုက်တဲ့ 4K monitor ဖြစ်ပါတယ် monitor နှစ်ခုကတော့ကျွန်တော်ကြည့်ရတဲ့လောက်မှာတော့တော်တော်ကွာခြားပါတယ်ဗျ 2K နဲ့ 4K ဆိုတော့အယောင်နေစိုးစိုးပြပြရှိတာတွေကတော့ 4K ကတော့ပိုကောင်းတာပေါ့နော်4K ဆိုမှတော့ကျွန်တော်ပထမဒီ monitor 21:9 AMOLED ဟို LG ပေါ့ LG ရဲ့ monitor ကဘာလို့ကျွန်တော်နဲ့အဆင်မပြေလဲဆိုတော့ဒီကောင်ကဒီ PFI game တော်တော်များများကို support မလုပ်တာရဲ့ပြီးလို့ချင်းဒီကောင်ရဲ့ brightness က250 nit ဆိုတော့ကျွန်တော်ပထမသုံးနေတယ်ပေါ့နော်ဒီဘက်က 2K ပေါ့ 2K monitor က300 nit monitor နှစ်ခုချိန်ပြီးကြည့်လိုက်တဲ့အချိန်မှာဒီဘက်ကဒီအသစ်ပေါ့ကျွန်တော်ဝယ်လိုက်တဲ့ monitor ကတိတာကို brightness ကနည်းနေတယ်ပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော် PFI နဲ့အဆင်မပြေလို့ဆိုပြီးကျွန်တော်ရဲ့ Mac mini နဲ့တခါချိန်ကြည့်တယ်ပေါ့နော်ချိန်ကြည့်တော့လေဒီကောင်းရဲ့ brightness ကကျွန်တော်တို့ Mac မှာ control လုပ်လို့မရဘူးသူ့ရဲ့ auto တိုင်းပဲဆိုတော့အဲ့ဒါနဲ့ပဲရှောင်းထုတ်လိုက်ပါတယ်ကံကောင်းကျင်တော့ဒီကောင်းကိုကျွန်တော်ရောင်းချင်းနေမှာပဲချက်ချင်းထွက်သွားပါတယ်ထွက်သွားပြီဆိုတော့ကျွန်တော်လည်းအဲ့ဒါနဲ့အခုနောက်ထပ်28လက်မ MSI ရဲ့ 4K monitor ကိုပဲကျွန်တော်ရွေးလိုက်တာဖြစ်ပါတယ်ကဲအခုဆိုရင်တော့ဒါ monitor တစ်ကလေးနဲ့ကျွန်တော်ရဲ့ streaming setup ကလေးအဆွမ်းနဲ့တော်တော်အနေထားတစ်ခုရောက်လာပြီဆိုတော့မကြခင်မှာကျွန်တော်အမြန်ဆုံး live လွှင့်နိုင်အောင်ကြိုးစားနေပါတယ်ပစ္စည်းတွေကကိုပေါ့ကိုစုပြီးတော့ဝယ်ရတဲ့အနေထားမှာဆိုတော့ကျွန်တော်တို့ budget အရာလည်းလိုအပ်ချက်တွေရှိနေသေးတော့ streaming လေးနဲ့နှောင်းနေနေတာတော့အလုံးပဲသိခံပေးကြပါကျွန်တော် stream တွေပြန်လွှင့်တဲ့အခါကျရင်လာရောက်ပြီးအပိကြပါအောင်ဗျပတ်ကြီး mobile နဲ့တခြား game တွေကိုကျွန်တော်ပတ်ကြီး mobile ကိုတော့အဓိကဦးစားပေးပြီးလွှင့်မှာဖြစ်ပါတယ်ကဲပတ်ကြီး mobile ကစားကြတဲ့ပရိယာတွေအားလုံးကျွန်တော်ရဲ့ဒီ Facebook page နဲ့ TikTok အကောင့်ကလေးကိုလည်း like and follow လေးလုပ်ထားကြပါဦးအားလုံးနောက်နေ့မှတွေ့ကြပါဗျာ